ဖေသမီးဖေကိုမြက်လက်တစ်ခုပြပေးမယ် မြင်လဲဘာမြင်လဲလေ ဒီခွက်ထဲကပိုက်ကိုဒီမျိုးပြီး ကရွတ် ဒီပိုက်ကိုသမီးပြအောင်ဖြောက်ပြပြီးတော့အဖေခွက်ထဲပြင်ရအောင်သမီးလုပ်ပြပေးမယ် ဟာပေါင်ပန်း40နဲ့မဖြစ်နိုင်နဲ့ အဲ့စတောင်းကြည့်လောက်မလား 1000ကြီးဟောဒီစိတ်ချိုင်နေတာတော့မှပတ်စံပေးမဲ့လူကအနားနာရောက်လာတာပဲ စားမယ်နော် โอเคဗျာ မာလီဟူး အာ တော်မယ် ဘယ်တော့မြင်လဲပြတတ်သွားတာလည်းမသိပါဘူးထိုင်နေတာကောင်းတာကွာထားမှကျုံးမဲ့သိဆိုတဲ့အတိုင်းပဲပါသွားပြန်ငါပတ်စံ1000လောက်